ရွှေလက်ဆောင်အလူမီနီယံမှာကျူဆိုပါတယ်ဒါလေးကတော့ကြောင်အိမ်လေးစိုက်လက်ပေါ့နော်ရွှေလက်ဆောင်လို့ပါဒါကရွှေလက်ဆောင်လို့ဆိုင်မှာဒီဥစ္စာကရောင်းအကောင်းဆုံးကြောင်အိမ်လေးပေါ့နော်ဒါကအမျိုးရောင်လေးရှိမယ်လေးရောင်လေးရှိမယ်ပေါ့နော်ကြောင်အိမ်နှလုံးပေါ့ဒါလေးတွေကလေအပြင်ပုံလေးကိုဒီပေါ့ဗီဒီယိုလေးနဲ့ကြည့်ချင်တဲ့သူတွေအတွက်ပေါ့နော် live လွှင့်တယ်လို့မျိုးကြည့်ချင်တဲ့သူတွေအတွက်မို့ဒါလေးကိုတင်ပေးတာပါဒီဟာလေးကအခုချိန်ယူမယ်ဆိုလို့ရှိရင်တော့ဈေးမတက်သေးပါဘူး3,400ခွဲပါတယ်သူကလေသေးသေးလေးမဟုတ်ဘူးသူကလေအမြင့်3ပေအလျား2ပေခွဲအနံ14လက်မှရှိရပါတော့သူကအရင်ကြီးမသေးလည်းမသေးဘူးကြီးလည်းမကြီးပေါ့နော်ပစ္စည်းတော်တော်များများလဲဆန့်ပါတယ်ဆိုတာကဒါအခုဒီပုံလေးကိုအပြင်ပုံလေးရိုက်ထားပါတော့အတွင်းပုံလေးကိုရပြပေးမယ်နော်ကြောင်ရည်လေးတွေကရေဆိုးခံတယ်အပူခံတယ်ချလည်းမစဘူး၊ကြွတာလည်းမရှိဘူးတန်ကြီးတက်တာလည်းမရှိဘူးနော်ဒီမှာအတွင်းဖွဲ့စည်းပုံနဲ့ကြောင်ရည်လေးအသေးပဲဖြစ်ဖြစ်အကြီးပဲဖြစ်ဖြစ်ဝိတ်ခံနိုင်အောင်လို့မို့တန်းတောင်လေးတွေကိုအမဲဆုံးနှစ်ချောင်းစီထည့်ပေးထားတယ်နော်တန်းတောင်လေးတွေကိုအတွင်းကိုအပြင်ပိုင်းကိုဘယ်နေရာကိုပဲကြည့်ကြည့်ဘယ်နေရာကိုပဲကြည့်ကြည့်တေချာတက်တက်ရဲ့ခလေးကိုလုပ်ပေးထားပါနော်ကျင်နာတင်ဝိတ်ခံနိုင်မှုအပြည့်ပါနော်ဒီမှာလည်းနေဝင်ပေါက်ကလေးတွေဖော်ပေးထားပါတယ်အနံ့တက်စင်းလေးအောင်လို့နေဝင်ပေါက်ကလေးတွေဖော်ပေးထားရနော်လက်ရပိုင်းကိုလည်းတိတိကျကျကြည့်ဖို့အတွက်တေချာလေးအသေးစိတ်ရက်ပြထားတယ်နော်တရားကားလေးအပြင်မှာကိုယ်တိုင်ဆိုင်မှာလာကြည့်တယ်လို့မျိုးပဲဖြစ်နေရမယ်နော်လုံးဝလက်ရပိုင်းကိုသိသက်နေရမယ်ပစ္စည်းလေးတွေဆိုလည်းအကောင်းစားတွေပဲသုံးပေးထားတယ်နော်ပစ္စည်းလေးတွေကလေဆွေးလို့ဆောင်လို့ရှင်တော်ဝယ်ရင်လေပြရတဲ့ဈေးနဲ့လေထိုက်တန်တဲ့ quality ကိုရစီရမှာအမှန်ပဲနော်ပစ္စည်းလေးတွေကအစအတွင်းရောအပြင်ပိုင်းရောတိအကောင်းစားတွေကိုပဲသုံးပေးထားတာနော်ဒီစီပဲအရှင်လေးဆိုလည်းပတ်ရှင်းလုပ်လို့ရတယ်နော်ပတ်ရှင်းဖြုတ်လုပ်လို့ရတယ်အတွင်းကိုဖြုတ်ပြီးတော့လည်းဆေးလို့ရတယ်နော်အားလေးအမတကယ်ရွယ်လေးတွေအစားလက်ကင်လေးတွေအစားဒီတမ်ဘော accessory လေးတွေအစားပေါ့ဆိုင်အကောင်းပစ္စည်းကောင်းစားလေးတွေပဲလက်ကင်လေးတွေအစားပေါ့နော်ပစ္စည်းကောင်းလေးတွေကိုပဲသုံးပြီး